여러분 안녕하세요. 코가 짱은 이렇게 보여요. 그다음에 배우 떠니 아니에요. 제가 so nó cháu mà em quyết định gì cháu là cháu một cùng luôn nha mà thì bây giờ xin nghỉ gì của là nhà thà để khi vui à con cháu thì vào đó để nhìn đâu mà nó hiểu toa mà cái cháu sẽ có những cái cháu thì là cháu mà cái thì bây giờ là toa đấy thì đó chỉ là sẽ thì cái cháu thì sẽ thì nhưng mà vẫn sẽ thì lố kia thì gì biết không có cháu gì về toa cái nó tao nhìn bị rồi nó cũng chân nhà không xong rồi nó cả trong cháu mà bài này sử dụng được gì nó cái sử dụng gì có thể mình đủ rồi chạy vào nó là theo cái ra vào học sinh cái này là nó là rồi cô lại kéo theo tao về cái khe về cái cháu học phải nhận tay cô lại rồi đi lên là đây thà cái mà rồi cháu anh đi chú ý vào thì cháu gì mà nên là sao vậy bọn nó sao biết sao mà bye bye. Under the boughs where the shadows 가슴 비벼는 거 저기다 플레이만ကျောင်းအုပ်ကြီးရဲ့ဟောလေးစားမိရောနော်သူအနေနဲ့သူတဘွားရှောက်လုံးကိုသူလှုပ်ချင်တဲ့အလုပ်တွေသူဖြစ်ချင်တာတွေအတွက်ကိုလုံးဝအားကုန်မြစ်ပြီးတော့လုံနိုင်တယ်လှုပ်ခဲ့ဆိုတာကဘွားအတွက်အရန်ကိုသူ့ယူရကောင်းတဲ့ຢာတွေထင်းပြီးတော့ဒီလိုဆိုအခုချိန်ဒီစေးရုံကအရန်ကိုဒီကိုရီးယားနိုင်ငံမှာနေရတယ်ကိုရောက်နေရပြီးစေးချောင်းကဒီထောင်ထားပြီးတော့အရန်ကိုအားကြရကောင်းနေလို့ထင်ရတော့ပြီးတော့မျိုးသမီးတယောက်အနေနဲ့ဒီလောက်ဒီစမ်းစာကြီးရှိရဲဆိုတာကရန်ကိုတွေ့ရတာကောင်းတဲ့ຢာဖြစ်ပါတယ်ပြီးတော့ဒီကြောင်းကြီးဘွားကျောင်းရာယူပြတယ်သူရဲ့ဒီစီကိုဖြစ်ပေါ်လာဖို့ကျောင်းမှုဆောင်ခဲ့ရဲ့ဒီသူရဲ့လုပ်ငန်းသူတက်တာမှမလို့တက်တဲ့လေးတော့လေးလာနေရတယ်တီးခဲ့ရတယ်ဆိုတော့ရန်အားထားပြီးရန်လေးလာပြီးအောင်ကလည်းတစ်ချိန်ကျရင်ဒီလိုမျိုးသမီးဒီလိုမျိုးကိုစမ်းဆောင်ရအောင်မြင်ပြီးတော့လူတွေလေးလာတယ်လူတွေတယောက်ဖြစ်နိုင်မှာဖြစ်ချင်တယ်အဲ့လိုမျိုးစိတ်ဖြစ်နေတယ်ညာကြည့်နေတယ်ပေါ့နော်အမရဲ့ဒီနင်းဒီကြည့်ဒီတူပြိုင်တယ်မှာအမနင်းအမှတ်ရနေပေါ့ပေါ့နော်ရနေစကတော့အချင်းတောင်းကြည့်ပြောပြောနေနားရဲ့ကိုမင်းနားရဲ့ခီးပါကိုမီခီရိုနန်တရောချွန်းနေကောคือအဲ့လိုမျိုးပေါ့နော်ဒီဟာကတကယ်ကိုအိမ်မက်ဆိုတာအိမ်မက်တိုင်းဖြစ်အောင်လုပ်မယ်အိမ်မက်ကိုလက်တွေ့ဖြစ်အောင်လုပ်ရမယ်ဆိုရအောင်။တောင်းကြည့်နေတဲ့သူကိုရီးယားစစ်ပွဲတွေတွင်မှာမြို့သမီးတယောက်နဲ့အခက်ခဲနေကြရတဲ့စီပညာရအောင်တင်နေပြီးရင်တက်ကြီးပဲမယ်လေဆရာချိုးကနေကြတော့ပါတယ်။ဆိုင်ဆက်တင်နေပြန်လာတဲ့အချိန်မှာပထမဆုံးဒါအခါလေးပြတာပြီးဆေးရုံပြဆောင်နေအကုန်လုံးပေါ့လေမင်းမျိုးသမီးဆက်ဆောင်ရအောင်အများကြီးမြင့်ပေးခဲ့တယ်။မမတို့မျိုးသမီးတွေနဲ့အရင်အတူတူရအောင်လုပ်ချင်တယ်ဒီမှာနေရရှိတယ်ဝိဆန်လာဝိဆာရဲ့ရှိချက်ကိုမှာကြတယ်ဒီဆရာစိတ်ခံရှိရမယ်ဆရာဝန်ဆိုတော့သူကမျက်နှာနဲ့လုံးလုံးရရတယ်အဲ့တော့ဆရာဝန်ဖြစ်စီရဲ့မင်းသူအဲ့ဆရာဝန်ပေါ့နော်ကျွန်တော်အကြောင်းကြီးရဆရာဝန်ပေါ့ဆရာဝန်ဆိုတော့သူ့ရဲ့စကားကဒီစားနဲ့ပုံစားရှိကြတယ်ဟုတ်ကြဒီ private စိတ်ရှိမှဆရာဝန်ဆိုတာရှိတယ်ဘာလို့ဆရာဝန်ဆိုကိုလေးရဲ့တက်ကိုကြရတယ်ဆိုကိုလေးလည်းကမိဒီပေါ်မှာရင်းနေကိုယ်စားဆိုတာလည်းလုံးတင်နေလုံးဝမယ်ဆိုရရအောင် Bye bye. Vamos a ver. 드리도록 하겠습니다.